မြန်မာစစ်တပ်က KNU KNLAC ကသိမ့်ပိုက်သွားတာနှစ်ပေါင်း28နှစ်ကြာခဲ့ပြီနော်ထိုင်းမြန်မာနယ်စပ်အလွန်အင်မတန်မှအရေးပါတယ်ထိုင်းကိုသွားမယ်ဆိုရင်ပကျွတ်ကိုရောက်တယ်ဟောပကျွတ်ကနေဝင်မယ်ဆိုရင်လည်းထီးခီးကိုရောက်တယ်အခုထိုင်းမြန်မာနယ်စပ်မှာအလွန်အင်မတန်အရေးပါတဲ့ထီးဟီဗျူဟာစခန်းကြီးကို KNL နဲ့ပူးပေါင်း PDF တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel မှာတွေ့ကြလိုက်ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတစ်လုံးနဲ့တက်တဲ့တိုင်းတို့တဲ့ကောင်းတွေကိုတင်ဆက်ပေးနေရမှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပြီး like ချင်တဲ့ကြောင်ပင်နေတဲ့ notification လေးကိုနေ့တိုင်းပို့ဆက်ရှင်ပါတယ်ခင်ဗျာပြီးခဲ့တဲ့မကြာသေးခင်ရက်တပတ်တုန်းကထီထဗျူဟာစခန်းကြီးကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အခုဆိုရင်နှစ်ခုမြောက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာထီထဗျူဟာစခန်းနဲ့ထီခီဗျူဟာစခန်းကဘယ်နှမိုင်ကွာလဲဆို9မိုင်ပဲကွာတယ်အဲ့တော့9မိုင်အကွာဝေးမှာရှိတဲ့ထီခီဗျူဟာစခန်းနဲ့ထီထဗျူဟာစခန်းနှစ်ခုစလုံးကိုသိမ်းပိုက်နိုင်ခဲ့တာထီထဗျူဟာစခန်းဆိုရင်ဘယ်လောက်တောင်ကြီးတယ်လဲဆိုရင်မြိတ်ထဝဲမှာအကြီးဆုံးပဲအဲ့ဒါကြီးတာမရှိတော့မြိတ်ထဝဲမှာအကြီးဆုံးထီထဗျူဟာစခန်းကိုလွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကတော်လှန်ရေးလက်နက်ကိုင်တွေကသိမ်းပိုက်လိုက်ခဲ့တယ်အဲ့ဒီအချိန်မှာစစ်ကောင်စီရဲ့ကံယိုရန်တိုင်းမှုကြော်ဟန်ကဘာပြောတယ်လဲဆိုရင် KNU တပ်မဟာ၄ကိုအမှုတ်ခြေဖြတ်ပြစ်မယ်ဆိုပြီးကြိုးဝါခဲ့တယ်သူတို့ရဲ့ထီထဗျူဟာစခန်းကိုသိမ်းပိုက်လိုက်တဲ့အတွက်ကြောင့် KNU KNLA တပ်မဟာ၄ကိုအမှုတ်ခြေမယ်ဆိုပြီးတော့ကြိမ်းဝါခဲ့တယ်အခုတကယ်အမှုတ်ဖြစ်သွားတာကသူတို့ထီခီစခန်းတကယ်လက်တွေ့အမှုတ်ဖြစ်သွားတာကထီခီစခန်းဖို့ပြောပါတယ်စစ်တပ်မှာကလေရင်နဲ့တရုတ်ပဲကြံတော့တာလေရင်နဲ့တရုတ်မရှိစစ်တပ်ပြုတ်ပြီနော်သူကသူဘလောက်ပဲတပ်သားတစ်တွေစုဆောင်းဘယ်နိုင်ငံကပဲသူ့ကိုလက်နက်တွေထောက်ပတ်သူကသူရုရှားပဲဘလောက်သွားတရုတ်နဲ့လေရင်မှမကူရင်စစ်တပ်ဟာဘာမှမကြံတော့တပ်မတော်ဆိုတဲ့ဆိုင်းဘုတ်ကြီးပဲကြံတော့မှာဗျအခုနေပြည်တော်မှာ10မြို့နယ်ရှိတယ်4မြို့နယ်မှာ PDF တွေရောက်နေပြီကဲပို့ပြောတာမဟုတ်တော့အဲ့ဒါတကယ်နော်နေပြည်တော်10မြို့နယ်4မြို့နယ်မှာ PDF တွေရောက်နေပြီပြူစောတိမင်းဆိုတာအဲ့ဒီနေပြည်တော်ထဲမှာပဲအသက်ခံရတာအဝေးကြီးမဟုတ်ဘူးစစ်ဗိုလ်ချုပ်တွေရဲ့6လုံးတန်းအိမ်ယာကိုတောင်မှ PDF တွေကရောက်နေပြီဗျဟမ်အေလာလေစိတ်ကိုတော့ရောက်နေပြီတိလားတရုတ်နဲ့လေရင်မှမကွေရင်စစ်တပ်ဟာဘာမှမကြံတော့ဘူးဗျဘာမှမကြံတော့အခုလည်းပဲထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နော်ထီခီဗျူဟာစကန်ထီထဗျူဟာစကန်နှစ်ခုစလုံးကိုတော်လှန်ရေးလက်နက်ကိုင်တွေကအောင်မြင်စွာတိုက်ခိုက်သိမ်းမယ်အဲ့ဒီဗျူဟာစကန်နှစ်ခုကိုသိမ်းပိုက်နိုင်တာဒီတော်လှန်ရေးလက်ကိုင်တွေအတွက်အလွန်အင်မတန်မှကိုမဟာအောင်မြင်မှုကြီးဖြစ်တယ်ဗျာပေါ်သေးအောင်မြင်မှုမဟုတ်အလွန်အင်မတန်မှမဟာအောင်မြင်မှုကြီးနော်နောက်တစ်ခုကလှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာ9နယ်မြေအတွင်းမှာရှိတဲ့ခလာရ24အခြေချတက်ဆွဲထားတဲ့လေးပနာဒီခေါ်တခေါ်ဘီခွီစစ်ကောင်စီတပ်စခန်းကို KNL နဲ့မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဟောတခေါ်ဘီခွီစစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဗျာ
နော်စခန်းရပြီတဲ့ကရင်အလံထောင်လိုက်ပြီထောင်ကြဗျာထောင်ကြအောင်မြင်သူတို့ရဲ့အပြုံးဆိုတာအဲ့ဒါပဲအောင်မြင်သူတို့ရဲ့အပြုံးဆိုတာကရင်ရဲ့အလံပဲဗျနော်ကရင်နေစစ်မတိုက်ဘူးစစ်မတိုက်ဘူးနဲ့2025မှာအခုတိုက်လိုက်တာနော်တထုံခရိုင်တောင်ငူခရိုင်ညောင်လေးပင်ခရိုင်အဲ့ဒီမှာကရင်နေတိုက်အခုကရင်ပြည်နယ်မှာကရင်နေတိုက်ဟမ်ပဲခူးတိုင်းမှာလည်းကရင်နေတိုက်တယ်တထုံမှာလည်းကရင်နေတိုက်တယ်ကရင်ပြည်နယ်မှာလည်းကရင်နေတိုက်တယ်ဟောအခုတနင်္လာရီတိုင်းမှာလည်းကရင်နေတိုက်တယ် KNDO စစ်ဦးစီးချုပ်ကဘာပြောတယ်မလို့တော့ KNDO ရဲ့ရုံးချုပ်ဟာအင်းစိန်နဲ့ဗျာဟိုတို့မှတ်မိသေးတာ1949ခုနှစ်မှာကရင်နေအင်းစိန်ခဝဲကြံတိတက်သိမ်းပြတာအင်းစိန်ခဝဲကြံဆိုတာအဲ့ဒါကရင်နေရဲ့နယ်မြေဗျကရင်နေအများဆုံးနေခဲ့တဲ့နေရာရန်ကုန်မှာကရင်နှစ်သစ်ကူးကိုဗမာကျင်းပါတယ်လို့အဲ့ဒီအင်းစိန်မှာကျင်းပါတာအင်းစိန်မှာကျင်းပါတာနော်ဒါကြောင့် KNDO ဌာနချုပ်ဟာတစ်ချိန်လုံးကဗမာရုံးဆိုင်ခဲ့တယ်လဲဆိုရင်အင်းစိန်ခဝဲချံမှာရုံးဆိုင်ခဲ့တာဒါကြောင့် KNDO စစ်ဦးစီးချုပ်ကအင်းစိန်ခဝဲချံမှာ KNDO ရဲ့ရုံးကိုပြန်ဆိုင်ပြမယ်တဲ့ကဲနော်အင်းစိန်ခဝဲချံမှာ KNDO ရဲ့စစ်ရုံးကိုပြန်ဆိုင်ပြမယ်တဲ့ဗျာအခုထွက်ပြေးတဲ့အကြမ်းဖက်စစ်သွေးကြွတောင်းကျမ်းသူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA နဲ့ PDF တွေကလိုက်ရှင်းနေတယ်တဲ့ဗျာလိုက်ရှင်းနေတယ်တဲ့အခုဆိုရင် KNU တပ်မဟာခွန်နယ်မြေအတွင်းမှာနော်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်အကြမ်းဖက်စစ်သွေးကြွတွေတက်ဆွဲထားတဲ့စက္ကန့်10ခုပဲကြံတော့တယ်ဟောထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာအကြမ်းဖက်စစ်သွေးကြွတွေတက်ဆွဲထားတဲ့စက္ကန့်10ခုပဲကြံတော့တယ်ကရင်နေအောင်မြင်ပါစေကရင်တော်လိုင်းလက်နက်ကန်နေအောင်မြင်ပါစေဗျာနော်ဖမုံတို့လည်းကရင်ပြည်နယ်ကိုကရင်တိုင်းရင်းသားလက်နက်ကန်နေအုပ်ချုပ်တာမြင်ကျင်တယ်ဗျာတကယ်မြင်ကျင်တယ်နော်တိုင်းရင်းသားတွေကိုဒေသကိုဝတ်ထက်မနှိပ်တော့ကိုပိုင်ပြဋ္ဌာန်းခွင့်နေနဲ့အုပ်ချုပ်တာကိုမြင်ကျင်လှပါကြီးဗျာနော်မြင်ကျင်လှပါကြီးဒီကနေ့ KNLA ကသိမ်းလိုက်တဲ့တခေါ်ဘီခွီတက်စခန်းမှာဘလို့ဆိုင်းဘုတ်ကိုတွေ့ခဲ့တယ်လဲဆိုရင်တခေါ်ဘီခွီမဆုတ်တန်းခံစစ်တဲ့ဆိုင်းဘုတ်ကနော်တခေါ်ဘီခွီမဆုတ်တန်းခံစစ်စခန်းတဲ့မဆုတ်တန်းလို့တာပြောတာခွေးပြေးဝက်ပြေးပြေးကြတယ်ဗျာနော်ခွေးပြေးဝက်ပြေးပြေးကြတယ်နောက်တစ်ခုကပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်လေးပင်ညောင်ခြေထောက်ကျေးရွာမှာရှိတဲ့ခမာယ998တရင်ဌာနချုပ်ကြီးတစ်ခုလုံးကို KNLA နဲ့ပူးပေါင်း PDF တွေကသိမ်းပိုက်တယ်ဟောခမာယ998တရင်ဌာနချုပ်ကြီးတစ်ခုလုံးကိုသိမ်းနိုင်တာတရင်ဌာနချုပ်ကြီးတစ်ခုလုံးကိုသိမ်းနိုင်တာဗျာကဲဒီကနေ့ဘလောက်တော့အောင်မြင်ခဲ့တယ်လဲဆိုရင်နော်တနင်္လာရီတိုင်းထဝယ်နဲ့ထိုင်းနယ်စပ်မှာထီကီစကန်ထီထဗျူဟာစကန်နှစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်ဟော KNU တပ်မှာခွန်နယ်မြေမှာရှိတဲ့တခေါ်ဘီခွီတက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်ဟောရွှေကျင်မြို့နယ်ညောင်ခြေထောက်ကျေးရွာမှာရှိတဲ့ခမာယ998တရင်ဌာနချုပ်ကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်ဗျာကဲဘလောက်တောင်ကောင်းတဲ့သတင်းနဲ့ဗျာညအိယာဝင်ရင်းနဲ့ဘိုးလိုက်ကိုနားထောင်ပြီးတော့ဘုန်းတို့အိမ်မက်လှလှမတ်ပါသေးဗျာအိမ်မက်လှလှမတ်ပါသေး နောက်တစ်ခုက
တနင်္လာရီတိုင်းမှာအခုတော်တော်သတင်းကောင်းတွေကြားနေရတယ်နော်ပတ်လောရဲစခန်းတိုက်ခိုက်ခံရတယ်ဒုရဲအုပ်တအုပ်နဲ့ရဲတပ်သားတအုပ်သေဆုံးသွားတယ်ဒုရဲအုပ်တအုပ်နဲ့ရဲတပ်သားတအုပ်ရဲစခန်းရှေ့ကကင်းမှာလုံခြုံရေးယူဖို့ထွက်လာတဲ့အချိန်ပြစ်ခတ်ခံလိုက်ရတာသေသွားတဲ့ရဲတပ်သားတအုပ်ရဲ့တနက်ကိုတော့တော်လှန်ရေးအဖွဲ့တွေကရလိုက်တယ်တဲ့နော်တနက်တလက်ရဲ့ကြည်စံရဲ့ကြည်ပေါက်တွေရဲ့ရရှိလိုက်တယ်ပေါ့နော်နောက်ပဲခူးတိုင်းနတ်တလင်းမြို့နယ်အကြမ်းဖက်စစ်တပ်သတင်းပေးပြူစောဒီစောလိုင်ပြစ်ခတ်ခံရပြီးတော့မာလကီယာဖြစ်သွားတယ်ဗျာနော်အဲ့ဒီပြူစောတီစောလိုင်ဆိုတာစစ်ကောင်စီအဖွဲ့နောက်ကိုလိုက်နေတဲ့သူပေါ့ဂျပန်အလိုတော်ကြီးပေါ့ဗျာဂျပန်အလိုတော်ကြီးပေါ့အခုကြတော့အကြမ်းဖက်စစ်သွေးကြွစစ်ကောင်စီရဲ့အလိုတော်ကြီးပေါ့ဗျာအကြမ်းဖက်စစ်ကောင်စီနောက်ကိုလိုက်နေရတာတဲ့နော်အခု PDF နဲ့တိုင်းဒေသလက်နက်ကိုင်တွေကစစ်ကောင်စီရဲ့ဒလန်တရှိုးတွေကိုရှေ့လျှောက်သတိမပေးတော့ဘူးပြက်သားအရေးယူသွားတော့မယ်အဲ့ဒါကြိုက်တယ်နော်စစ်ဆိုတာစစ်နဲ့တူအောင်တိုက်ကြတယ်ပြက်သားရတယ်နော်စစ်ဆိုတာစစ်နဲ့တူအောင်တိုက်ရတယ်ပြက်သားရတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဗမော်မှာတိုက်ပွဲဝင်နေတဲ့အာရကတက်တော်အေးရဲ့စစ်သားတွေကိုအားပေးစကားပြောကြတဲ့ထဲမှာရန်သူကိုမညှာနဲ့အပြက်ချေမုံပြေတဲ့ကဲအေးစစ်ဦးစီးချုပ်ကပြောတဲ့စကားနော်ရန်သူကိုမညှာနဲ့တဲ့အပြက်ချေမုံပြေတဲ့ကြောင့် PDF တွေကလည်းပဲရန်သူကိုမညှာနဲ့အပြက်ချေမုံပြစ်ပါနော်နောက်တစ်ခုကသခိုင်းတိုင်းမြောင်မြို့နယ်မှာပြည်သူတွေကိုစက်ကြေးကောက်ငွေညစ်ချင်းချောက်ခိုးဆိုးလူရက်တွေလုပ်နေတဲ့မြောင်မြို့မှာရဲစခန်းကရဲတပ်ဖွဲ့ဝင်6ယောက်ကိုရဲတပ်ဖွဲ့ဝင်6ယောက်နဲ့စစ်ဗိုလ်အပါဝင်စစ်သား4ဦးသေဆုံးသွားတယ်နော်ရဲတပ်ဖွဲ့ဝင်6ယောက်ကိုပြစ်ခတ်တာစစ်ဗိုလ်1ယောက်နဲ့စစ်သား4ယောက်သေဆုံးသွားတယ်ဒါတင်ပဲလားဆိုတော့မကဘူးဗျာမြောင်မျိုးမှာရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်ကိုပြစ်ခတ်တာစစ်ဗိုလ်အပါဝင်စစ်သား4ယောက်သေဆုံးသွားတယ်တနက်3လက်ကိုလည်းသိသိရရှိခဲ့တယ်ဗျာနော်နောက်တစ်ခုကတနိုင်ငံလုံးနဲ့ပတ်သက်တဲ့စစ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်များကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမဲအောင်လိုင်ကပေးလိုက်ပြီနော်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းထက်တောင်လုပ်ပိုင်ခွင့်တွေပိုရသွားတယ်တဲ့ဗျာစိုးဝင်းထက်တောင်ယာရုကြီးသွားတယ်လက်ရှိစိုးဝင်းကမဲအောင်လိုင်အောက်ကမဲအောင်လိုင်ပြီးရင်စိုးဝင်းအကြီးဆုံးဒါပေမဲ့တကက်အာနာကိုရနေတာကစိုးဝင်းကရနေတာမဟုတ်ဘူးဗျမဲအောင်လိုင်ပြီးရင်နော်စစ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်တွေကိုဘယ်သူကရလိုက်တယ်ဆိုရင်ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့မဲအောင်လိုင်ကစစ်ရေးနဲ့ပတ်သက်ရင်ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုအကုန်လုံးလွှဲလိုက်ပြီအကုန်လုံးလွှဲလိုက်ပြီဒါကြောင့်အခုစစ်ကောင်စီစစ်တပ်ထဲမှာစစ်ရေးနဲ့ပတ်သက်တာတွေအကုန်လုံးကြီးရည်လေးနော်တက်3ခုလုံးကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမဲအောင်လိုင်ကအကုန်လုံးပေးလိုက်ပြီးတဲ့လုပ်ပိုင်ခွင့်နေမဲအောင်လိုင်ကဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုအနိကခေါ်ယူထားသည့်အပြင်အနိကကိုခေါ်ယူထားတာတဲ့နော်စစ်ဘက်နဲ့စစ်စင်ရေးကိစ္စတွေကိုစိုးဝင်းနဲ့တခြားဗိုလ်ချုပ်တွေကိုအသိမပေးတော့ဘဲနဲ့မဲအောင်လိုင်နဲ့ကျော်စွာလင်း2ယောက်ထဲကပဲစုံဖြတ်တယ်ကဲအခုတနိုင်ငံလုံးမှာဖြစ်နေတဲ့စစ်ရေးကိစ္စတွေအကုန်လုံးကိုမဲအောင်လိုင်ကကျော်စွာလင်းနဲ့ပဲ2ယောက်ထဲစုံဖြတ်တယ်ဘယ်ဗိုလ်ချုပ်နဲ့မှမတိုင်မြင်တော့ဘူးတဲ့
စိုးဝင်းနဲ့လည်းမတိုင်မြင်ဘူးအောင်လင်းတွင်းနဲ့လည်းမတိုင်မြင်ဘူးဘဲဘိုလ်ချုပ်နဲ့မှလည်းမတိုင်မြင်ဘူးတနိုင်ငံလုံးကစစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးကိုမင်းအောင်လှိုင်ကကြော်စွာလေးနဲ့ပဲတိုင်ပင်ပြီးတော့ကြော်စွာလေးနဲ့ပဲဆုံးဖြတ်တယ်တဲ့နောက်တစ်ခုကအိုးဘိုထောင်ပိုင်ဦးသိန်းစော်မောင်ကဟောအိုးဘိုထောင်ပိုင်ဦးသိန်းစော်မောင်ကထောင်တွင်းကနှစ်ကြီးသမားရာဇဝတ်အကျဉ်းသားတွေကိုလက်နက်တက်ဆင်ပေးထားပြီးတော့သူ့ရဲ့တတ်တော်ဆောက်လှုပ်ခိုင်းထားတယ်တဲ့ဗျာ